အားလုံးပဲမင်္ဂလာပါကျွန်မဒီနေ့ကလေးမျိုးတဟန်းကချင်းလူမျိုးအများစုက breakfast အဖြစ်စားသုံးနေကြတဲ့ကလေးမျိုးတဟန်းဆန်ပြုတ်ချင်းလေးကိုဒီနေ့တင်ပြသွားမှာဖြစ်ပါတယ်စာပြောမှာဆိုလို့ရှိရင်အာဟာရလည်းရှိတယ်အရာလည်းအများတောင်းတယ်ကျန်းမာရေးနဲ့လည်းအများကိုပြီးရပါတယ်လို့ခုချိန်မှာတော့စတားကpressure cooker လေး5ချိန်ထည့်ပြီးတော့ပြီဆိုတော့စတားလေးจะลงอยู่ใช่ไหมมีเนี่ยสามยุคยุคท้ายเขาโยกก็ขาโน้ตขาดีเนี่ยยังเป็นเขามาทำไมมาတော့စီမွေးလေးကိုလုပ်မှာပါတယ်စီမွေးကိုပေးငါပြရင်တော့တဲ့အချင်းနဲ့ငါပြရင်လည်းကြာယူလေးနဲ့လုပ်မှာဖြစ်ပါတယ်โอเคအားလုံးလေးပြင်ဆင်စရာလေးတွေကလေးမျိုးတဟန်းဆန်ပြုတ်နော်အမထဲတဲ့ဟာတွေအကုန်လုံးခုချိန်မှာတော့စုံသွားပြီဆိုတော့ဘယ်လိုထည့်ရမှာလဲဆိုတာကိုကျွန်မပြပါမယ်အရင်ဦးဆုံးပိတ်ပုတ်ချိတ်တူကတော့ပိတ်ပုတ်ကိုအရင်ဦးဆုံးထည့်ပေးပါဒါမှဒီအပူလေးနဲ့ဒီတော့ဤတော့မှာပြပါမယ်ဆိုတော့ဒီနေထားဆိုတော့ပဲ难这个多难。